သူမသည်အသက်ကိုဝါဝါရှုကာတတိရှိသမျှမွေးပြီးအနီးအနားကကောင်လေးတစ်ယောက်စီကိုရှောက်သွားလိုက်သည်ထိုကောင်လေးကရှောင်းတစ်ယောက်ဂိမ်းထဲကအရှုံးပေးတံပင်နဲ့တီလှုပ်ဆောင်နေမှန်းချက်ချင်းရိပ်မိသွားပြီးသူမကိုကူညီဖို့ပြုံးပြလိုက်သည်သူကသူ့ရဲ့ဖုန်းနံပါတ်ကိုတက်ကြွနဲ့ရွတ်ပြလိုက်တဲ့အခါရှောင်းခါများရှက်ကိုရှက်ကန်နဲ့ခေါင်းငိမ့်ပြီးကျေးဇူးတင်စကားပဲပြောနိုင်ရှာသည်သို့တော်လည်းထိုရင်းနှီးနေသည့်မြင်ကွင်းကလမ်းချောင်းဤမျက်စိထဲသို့မတော်တဆဝင်သွားလေသည်သူ့စိတ်ထဲမှမတတ်မတာဖြစ်မှုမနာလိုမှုနှင့်စိတ်တူမှုတို့ရောပြွမ်းနေသည့်ထူးဆန်းသောခံစားချက်တစ်ခုပေါ်ပေါက်လာတော့လဲထိုခံစားချက်ကဘာလဲဆိုသည်ကိုသူကိုယ်တိုင်လည်းတေချာနားမလည်နိုင်ပေရှောင်းဖုန်းကအားကုန်သွားသဖြင့်သူမအခက်တွေ့နေချိန်တွင်ထိုသူစိမ်းကောင်လေးကသူမလက်ကိုဆွဲပြီးသူမ၏လက်ဖွားလေးပေါ်မှာသူ့ဖုန်းနံပါတ်ကိုရေးပေးလိုက်သည်ထိုခိုက်အတန့်ကလမ်းချုပ်ကိုပို၍ပင်ကနာမငြိမ်ဖြစ်စေသည်သူသည်ရှောင်းရဲ့အာယုံစိုက်မှုကိုရရှိရန်အတွက်မူးနေသလိုမျိုးချက်ချင်းဟန်ဆောင်လိုက်တော့သည်ထို့တင်မကပဲသူကသူ့တငယ်ချင်းကွန်းကိုလည်းတီးတန့်အခွင့်အရေးတစ်ခုဖန်တီးပေးဖို့အရေးအမွဲပြလိုက်သည်ကွန်ကလည်းအချက်ကိုနားလည်သွားပြီးချက်ချင်းပင်ထရက်လိုက်ကဘိုင်းအောင်တလိုမျိုးဟန်ဆောင်လိုက်သည်သူကအခြားဂျူနီယာတယောက်ကိုအရင်ပြန်ပို့ပေးဖို့လိုအပ်သည်ဟုဆိုကာထွက်သွားခဲ့ပြီးလမ်းချုပ်ကိုရှောင်းဘက်သို့တွန်းပို့ကာသူ့ကိုအဆောင်ထိပြန်ပို့ပေးလိုက်ပါဦးဟုရှောင်းကိုပြောခဲ့သည်အပြန်လမ်းမှာတော့လမ်းချောင်းကမူးကျင်ရောင်ဆက်ဆောင်နေပြီးရှောင်းကသူ့ကိုတလန်းချင်းတွဲခေါ်လာစဉ်ရိမ်းထိုးနေခဲ့သည်သူမသတိမထားမိလိုက်ခင်မှာပဲလင်းချောင်းကသူမရဲ့လက်ကိုရုတ်တရက်ဆွဲယူပြီးအရေးပြားပေါ်မှာရေးထားဆဲဖြစ်တဲ့ဖုန်းနံပါတ်ကိုအသာအရတုတ်ဖယ်ပေးလိုက်ပါတယ်။အဲ့ဒီလိုစနောက်တလူနဲ့အတိတ်ပဲပါပြုမှုလိုက်တာကြောင့်ရှောင်းတယောက်ကြောင့်အန်းသွားရပါတယ်။သူမရဲ့မျက်နှာလေးနီမြန်းလာပြီးနှလုံးခုန်တန်တွေမြန်လာကဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုတာသူမကိုယ်တိုင်လည်းနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။အဆောင်ရှိလန်းကလေးရဲ့ဝါကျင့်မီးရောင်မိန်ပြအောင်မှာသူတို့နှစ်ယောက်ရဲ့အရေးတွေဟာလှုပ်ခတ်ရင်းတစ်ခုတည်းဖြစ်ထပ်တူကြနေပါတယ်။နှွေးထွေးတဲ့ခံစားချက်တွေအထွတ်အိတ်ကိုရောက်နေချိန်မှာရှောင်းကလင်းချောင်ကိုသူပါလှုပ်ချင်တာလဲလို့ငင်းငေါနဲ့မေးလိုက်ပါတယ်။လင်းချောင်ကတော့ဒီလိုရင်းနှီးတဲ့အပြုအမူတွေလုပ်ပြီးတဲ့နောက်မှာနောက်ကလာတဲ့ကားတွေကိုတတိထားဖို့သူမကိုတတိပေးလိုက်ပါတယ်။ရှောင်းကဘလောက်ပဲတုံ့ပြန်မှုနေတဲ့သူဖြစ်ပါစေသူမရဲ့နှလုံးခုန်တန်တွေအယမ်းမြန်နေတာကိုခံစားမိနေပြီးအခန်းထဲကိုအမြန်ပြေးဝင်သွားပါတော့တယ်။လင်းချောင်ရဲ့မျက်နှာပေါ်မှာတော့အရာအလုံးကိုကြိုသိနေတယ်လို့မျိုးလိမ္မာပါနဲ့တဲ့အပြုံးတစ်ခုပေါ်လာပါတယ်။ဒါဟာရှောင်းကိုခေါင်းတင်ရဲ့လှည့်စားမှုကိုမခံရအောင်ကာကွယ်ပေးဖို့ပါပဲလင်းချောင်ဟာချက်ချင်းပဲမိန်းကလေးလိုက်တဲ့ပုံစံကိုပြောင်းလိုက်ပါတယ်ဒါပေမဲ့အခြေရေးမှာအတွေ့အကြုံလုံးဝမရှိတာကြောင့်သူ့ရဲ့တပည့်၃ယောက်ကိုပဲအားကိုးလိုက်ရပါတော့တယ်သူတို့ဟာမာကျော်ဝိုင်းမှာစုယုံပြီးဖြူဟာရီချဖို့အာယုံဆိုင်ဆွေးနွေးခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့လင်းချောင်ကယုံကြည်မှုအပြည့်နဲ့ပန်းစည်းတစ်စီးနဲ့မုတ်တချို့ကိုယူပြီးသူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့လာခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ထားတာကရှောင်းဟာအဝတ်စားလဲရမှာပြင်းတာကြောင့်အောက်ထပ်ကိုဆင်းမလာခဲ့ပါဘူး။သူမကလင်းချောင်ကိုချင်းတောင်းလေးတစ်ခုတောင်ပေးလိုက်ပြီးပစ္စည်းတွေကိုအဲ့ဒီထဲထည့်ခိုင်းလိုက်ပါသေးတယ်ထက်တင်ပေးမှမို့အားပေးကြပါဦးနော်။